Hello အားလုံးပဲမင်္ဂလာပါ KH Knowledge Channel ရဲ့ကျွန်တော်မိတ်ဆွေများအားလုံးကိုပြန်လည်ကြိုဆိုတယ်ဒီနေ့ကျွန်တော်ပြောချင်တဲ့အကြောင်းအရာကကျွန်တော်တို့ဗမာလူမျိုးအယောက်100ရှိရင်အယောက်90ကအလူတန်းလောက်ကအရန်ဝါသနာပါတယ်ဒါပေမဲ့လုံနေတဲ့အလူတွေကနှုတ်ပြစ်နေတယ်လို့ပဲဆိုတော့ဒီအကြောင်းတွေကျွန်တော်ပထမဆုံးပြောပြရမယ်ပထမတစ်ခုကျွန်တော်ဗမာလူမျိုးတော်တော်များကသူများလုံးရင်လိုက်လောက်တာဆိုတော့ဒီကြောက်တုံးထဲကိုပတ်စံနေပြစ်ချက်ဆိုပြစ်ချက်ရတာပဲဒီမွေးဘောပတ်စံနေပြစ်ချက်ဆိုလည်းပြစ်ချက်ရတာပဲဒီပပဆူနေတဲ့ရေအိုင်းတွေပတ်စံနေပြစ်ချက်ဆိုလည်းပြစ်ချက်လိုက်တာပဲသူများလုံးရင်လိုက်လောက်တာမစင်စားဘူးမတွေးဘူးဆိုတော့အဲ့အလူတွေအားလုံးကလွတ်ပြစ်နေတဲ့အတူတူပဲနောက်တစ်ခုရှင်ပြုနာတာရှင်ပြုနာတာလို့ပြောလိုက်လို့ရှိရင်ကျွန်တော်တို့ကရှင်ပြုနာတာဆိုတဲ့အဓိပ္ပာယ်အမှန်ကကျွန်တော်မြတ်စွာဘုရားရဲ့သာသနာတော်ကိုရေရှည်တည်တံ့ခိုင်မြဲဖို့အတွက်ကိုယ့်ရဲ့သားကိုသာသနာကိုအပြီးပိုင်လှူလိုက်တာဒါရှင်ပြုနာတာခြင်းအဓိပ္ပာယ်အမှန်သာသနာကိုအပြီးပိုင်လွှဲတာဆိုတော့လှူလိုက်တဲ့ကြောင့်မလို့ဒီကောင်လေးကရဟန်းတန်ခါဖြစ်သွားမယ်သာသနာအကျိုးဆက်လက်တည်ဖို့နိုင်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့သာသနာရေရှည်တည်တံ့ခိုင်မြဲမယ်ပေါ့ဗျာဒီရွယ်ရက်နဲ့ရှင်ပြုနာတာဆိုတာလောက်တာဆိုတော့သာသနာရေရှည်တည်တံ့ခိုင်မြဲဖို့လောက်တာနော်အစိုးရတွေဆယ်ဒီတွေရေရှည်တည်တံ့ခိုင်မြဲဖို့လောက်တာမဟုတ်ဘူးအခုရှင်ပြုနာတာတော်တော်များလောက်ကြည့်လိုက်သာသနာတော်ရေရှည်တည်တံ့ခိုင်မြဲဖို့လောက်တာမဟုတ်ဘူးအစိုးရတွေဆယ်လီတွေဘာကောင်နေမှမသိညာကောင်နေမှမသိအဲ့ကောင်တွေရဲ့ဘဝတွေရေရှည်တည်တံ့ခိုင်မြဲဖို့လည်းလုံနေရတယ်အတူတူပဲပြီးနောက်တဲ့ဂျင်းတစ်ခုရှိသေးတယ်တဲ့လားအလူပေးတထေးဖြစ်ဆိုတာမလူတဲ့ခင်ဗျားတို့မွဲတော်မွဲတော်မှာတထေးဖြစ်နေလို့လားအဲ့လိုမျိုးစွတ်ပြီးအဲ့လိုစကားကြီးကိုအလူပေးတထေးဖြစ်ဆိုတဲ့စကားကြီးကိုယုံကြည်ပြီးတော့မရှိမဲ့ချစ်ကိုသူများစီကပတ်စံနေချီးပြီးတော့လှူလို့မလို့အကျွေးထိုင်ဆက်ပြီးမွဲနေတဲ့သူတွေတော့ရှိတယ်အတွေးနဲ့ပတ်စံနေယူလုံနေအလူကလက်ကြီးကကားတော့ကို့မှာရှိတာနဲ့မလောက်တော့ချီးပြီးတော့လှူပြီးရင်အတွေးထိုင်ဆက်အဲ့ဘဝနဲ့နုံနစ်သွားတဲ့သူတွေတပုံကြီးပဲဆိုတော့မလူတဲ့ရင်မွဲတော်မွဲပါတယ်အလူပေးတထေးဖြစ်ဆိုတာမှားတယ်ခင်ဗျားလှူတတ်ဖို့လို့နောက်တော့ရှိအလူဆိုတာပေးတာနော်ယူတာမဟုတ်ဘူးချို့လူတွေကိုကျွန်တော်သိသိချင်တာအလူကပေးတာယူတာမဟုတ်ဘူးနာမည်ကြီးချင်လို့လှူတယ် popular ဖြစ်ချင်လို့လှူတယ် TikTok ဆယ်လီဖြစ်ချင်လို့ Facebook ဆယ်လီဖြစ်ချင်လို့ဆယ်လီဖြစ်ချင်လို့လှူတယ်ကင်မရာကြီးတကားဓာတ်ပုံကြီးတကားနဲ့ဟိုအလူခံသူရဲ့မျက်နှာလည်းမထောက်ဘူးအလူခံသူရဲ့မျက်နှာမှာကင်မရာကြီးမှာပါတော့ဒီကင်မရာထဲမှာပါသွားမယ်ဗျာဒီကောင်ကတော့မရှိတဲ့ကောင်ကြီးဒီကောင်ကတော့ငမွဲကြီးဒီမှာလာလူနေတာကိုစားနေရတယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားအောင်လုပ်နေတာမင်းတို့ကောင်တွေဘာအလူမှမဟုတ်ဘူးအဲ့ဒါဆိုတော့အလူဆိုတာပေးတာနော်ယူတာမဟုတ်ဘူးကိုယ့်အတွက်လူရတာမဟုတ်ဘူးနိဗ္ဗာန်ရောက်ရှင်လို့လူတယ်တတိပြခြင်းလို့လူတယ်တလွဲကြီးဘာမှမဆိုင်ဘူးအလူရဲ့အနှစ်သာရကပေးတာကစိတ်စေတနာရှင်းနဲ့ပေးတာဥပမာတစ်ခုကျွန်တော်ပြောပြမယ်ဗျာခင်ဗျာတန်ဃာတော်တစ်ပါးကိုစွန့်ကတ်တယ်မလားဒီတန်ဃာတော်အာယုံစွန်းမကနေစွန်းမကဒီတန်ဃာတော်အာယုံစွန်းစားလိုက်ရတဲ့ကြောင့်ဗိုက်ပြေသွားမယ်နေစွန်းစားလိုက်ရတဲ့ကြောင့်ဗိုက်ပြေသွားမယ်ဗိုက်ပြေသွားတော့ခန္ဓာကိုယ်ကအားရှိတယ်သာသနာအကျိုးဆက်လက်တည်ဖို့နိုင်တယ်ဒီအတွက်ကြောင့်ခင်ဗျားတို့စွန့်ကတ်နေမရောက်ခြင်းလို့ကုသိုလ်တွေလိုခြင်းလို့ဗာလဲချမ်းသာခြင်းလို့ဆိုတော့အဲ့ဒါတွေကတလွဲကြီးတွေဗျာ it ship တလွဲကြီးတွေဘာတွေလျှောက်ပြီးလှူနေတန်းနေမှလည်းမသိပြီးတော့ကိုယ့်ဘာသာအကြောင်းလည်းကိုယ်မသိဘူးပြီးရင်ကျွန်တော်တို့ကဆူတောင်းပြဖျားမှာသွားခြင်းတာဆူတောင်းပြဖျားမှာလှူခြင်းတာရွှေတွေဝင်းနေတဲ့ဖျားမှာရွှေထက်ချခြင်းတာထုံးမြူဖျားလေးကိုရွှေဖျားဖြစ်အောင်မလုပ်ချင်ဘူးအဲ့လိုလူတွေပိုများတယ်နာမည်ကြီးဆိုပိုသွားခြင်းတယ်ရှေ့ကနေဆူတောင်းပြဆိုတက်လိုက်ရင်ပိုပြီးသွားခြင်းတယ်တကိုးရှင်ဆိုတက်လိုက်ရင်လည်းသွားလှူခြင်းတယ်ဆိုတော့တလွဲကြီးဗုဒ္ဓယူဆတဲ့တလွဲကြီးဗျာအဲ့ဟိုချမ်းသာခြင်းလို့လည်းအလူမလုံးနဲ့နေမရောက်ခြင်းလို့လည်းအလူမလုံးနဲ့ဘာကြောင့်မြတ်စွာဘုရားပြောပြီးသားဗျာဒီဘက်ကနေခင်ဗျာဟိုဘက်ကရောက်ခြင်းလားဆက်လေငါစီရင်စီမစီရင်ရေကူးရှင်းလေးအဖြေရရှင်းလေး right ဆိုတော့ခင်ဗျားတို့ဘာတွေရှောက်ပြီးတော့ဟိုအလူတန်းကိုလေဘာတွေရှောက်လူနေတာလဲဘာတွေရှောက်လူနေရလဲတလွဲကြီးတွေဗျာဟိုမြေပေါ်ထဲကိုလည်းပတ်စံနေပြချတယ်မွေကြီးကိုလည်းပတ်စံနေပြချတယ်တလိမ့်ဆန်မယ်တလိမ့်ဆန်ကိုခြံခတ်ပြီးကိုးကွယ်ရဆိုတော့ခင်ဗျားတို့ဒိဋ္ဌိအဲ့လိုနေရာတွေသွားရင်ခင်ဗျားတို့ဒိဋ္ဌိပဲမွေကြီးကိုထိုင်ကြတော့ခင်ဗျားတို့ဒိဋ္ဌိပဲတလိမ့်ဆန်ပဲချို့နေရာတွေမှာရှိတယ်ကျွန်တော်မပြောလို့ဖေမြတ်စွာဘုရားရဲ့ဥပကကျွန်တော်တို့ဥဒကကိုဘွားရုပ်ဘွားတော်နဲ့မွေနဲ့ကတသားရထားတာမွေကအဲ့မှာရှောက်ပန့်ဘုရားကြီးကိုရှောက်ပန့်အဲ့ဒါကိုခင်ဗျားတို့ကဘလို့မြင်လဲဆိုတော့မွေကကြည်စမ်းမြတ်စွာဘုရားကိုကတ်တွယ်နေတာမဟုတ်ဘူးသူ့တဘာဝအရာသူတက်ချင်တာကိုတက်မယ်ဇဘတ်ကြီးမွေတို့အမျိုးဒီခွေရင်နဲ့ပတ်ချင်တယ်ဆိုတော့ဒီအလိဆန်တကောင်ရဲ့အညစ်ကြေးတွေကဒီဖျားပေါ်မှာဒီဇေဝါရုပ်ဘွားတော်ပေါ်မှာလိုပတ်ပြီးအညစ်ကြေးတွေပတ်ချလဲဝိုင်းနေတယ်ဒီကြားထဲမှာခင်ဗျားတို့ကအဲ့ဒါကိုမကောင်းရင်မကောင်းလို့ပြောရမယ်အစားပတ်စံတော်ထည့်ပြီးမျိုးလှူနေသေးတယ်တကယ်လုံအပ်နေတဲ့နေရာတွေရှိတယ်အလှဆိုတာတကယ်လုံအပ်နေတာနာမည်ကြီးတဲ့နေရာကထက်လှူခြင်းနေတာဥပမာထားပါတော့ဗျာကျွန်တော်တို့ကျောင်းဆောင်တစ်ဆောင်မှာ
ကျောင်းသားဆောင်ရဲ့ကုတီပေါ့နော်အိမ်သားပေါ့အဲ့အိမ်သားကိုရွှေချဖို့နဲ့စာတင်ကျောင်းရွာမှာရှိတဲ့စာတင်ကျောင်းလေးကအမိုးပေါက်နေတယ်သူ့လေးအလူခံကြပါအောင်သူကလေးလူကြပါအောင်ဆိုခင်ဗျားတို့ဘယ်နေရာသွားလူလဲများသောအားဖြင့်ဟာခုနရွှေချမဲ့နေရာကျောင်းစော်ကအိမ်သားအတွက်အိမ်သားမှာရွှေချမဲ့နေရာကိုပြေးလူကြတာစာတင်ကျောင်းကအမိုးပေါက်နေတယ်ကျောင်းသားတွေဒုက္ခရောက်နေနေအောင်ခင်ဗျားတို့မလူချင်ဘူးဆိုတော့နာမည်ကြီးတဲ့ကိုတော်တပါးပါနေမကောင်းဘူးဟေ့ဆိုခင်ဗျားတို့အကုန်ရှမ်ပယ်နေအောင်လူတာတကယ်ဒုက္ခရောက်နေတဲ့သူတွေရှိတယ်ဆေးရုံတွေမှာရန်ကင်းကလေးဆေးရုံတွားကြည့်လိုက်ရန်ကုန်ဆေးရုံကြီးတွားကြည့်လိုက်လှူချင်တန်းချင်စီတဖွာဖွာပေါ်သွားလိမ့်မယ်ပကာသနာကိုမလူချင်ဘူးငါတို့ကလှူပဲလှူချင်တာဆိုတဲ့သူတွေကတော့အခုချိန်လှူနေကြတယ်တွားကြည့်ရန်ကုန်ဆေးရုံကြီးမှာလည်းလှူရှင်တွေရှိတယ်ဒီကလေးဆေးရုံမှာလည်းလှူရှင်တွေရှိတယ်ဆေးရုံတိုင်းလူမှာလှူရှင်တွေရှိတယ်စေဘဝကတကယ်မတက်နိုင်တကယ်လှူနေတာရှိတယ်အလှူဆိုတာအဲ့ဒါကိုပြောတာတကယ်လိုအပ်နေတဲ့နေရာကိုလှူတာပြည့်နေတဲ့နေရာကိုထပ်ဖြစ်ရတာမဟုတ်ဘူးပြည့်နေနေအောင်ထပ်ဖြစ်ရတာမဟုတ်ပြီးတော့ကျွန်တော်ပြောမယ်နော်တချို့သူတွေကဒီဥဒကဒီရုပ်ဘွားတော်တွေကိုဇေဒီတွေကိုရွှေဘာကြောင့်ကက်ကလဲဆိုတဲ့အတိတ်ပဲလည်းမသိထာပနာဆိုတဲ့အကြောင်းကိုလည်းမသိဘာမှမသိလို့အဲ့လိုပေါက်ပန်းနေစိတ်ရှောက်လုံနေတာဗျာမြတ်စွာဘုရားရဲ့ဂုဏ်တော်၉ပါးကိုပဲကြည့်လိုက်ခင်ဗျားတို့အဲ့ဂုဏ်တော်၉ပါးလောက်ကိုသိသွားပြီဆိုရင်ဇေဒီတွေမှာရွှေကက်တယ်လို့ခင်ဗျားတို့မလုပ်တော့ဘာလို့မြတ်စွာဘုရားကအမွှေးနှံ့တာယတနာဘာမှမစင်မြန်းဘူးခင်ဗျားတို့ကဇိုအတင်းသွားကတ်နေဆိုတော့အဲ့တလွဲတွေကြီးပဲဗျာအခုတော့ကျွန်တော်ပြောချင်တာဗါလဲဆိုတော့လှူမယ်ဆိုရင်အလှူဆိုတာပေးတာဘာလို့ပေးတာလဲပေးတယ်ဆိုကနေကလိုအပ်တဲ့နေရာကိုပေးတာဗျာပြည့်နေနေရာကိုထပ်ဖြည့်တာမဟုတ်ဘူးဆိုတော့ထပ်ပြောလိုက်အောင်ကိုတော်တစ်ပါးရှိမှစွန်းကွက်အခွက်တရလောက်ရှိနေတဲ့အချိန်မှာခင်ဗျားတို့နောက်ထပ်တစ်ခွက်သွားကတ်လို့အလကားပဲတကယ်ဘိုက်စာနေတဲ့သူကိုတစ်ခွက်ကတ်လိုက်ကိုတော်မကတ်နဲ့လို့ကျွန်တော်ပြောတာမဟုတ်ဘူးနော်စွန်းကွက်တရလောက်ရှိနေတဲ့ကိုတော်ကဘလို့မှခင်ဗျားတို့ကိုအောင်မစားနိုင်သူကိုယ်တိုင်တောင်မှအာဘတ်တင်မှာဆိုလို့ခင်ဗျားတို့မလူနဲ့တော့လို့မပြောတာပဲရှိတယ်သူ့စိတ်ထဲမှာတော့မကြိုက်တော့ဘူးလက်လန်းလည်းမမီတော့ဆုံးွက်ကြည့်တယ်လက်လန်းမမီတော့ဆိုတော့စေတနာဆိုတာနေရာမားနေတာပြောချင်တာခင်ဗျားတို့တကယ်လိုအပ်နေတဲ့နေရာကိုလူမှတကယ်ကုလူရတာပြည့်နေနေရာကိုထပ်ဖြည့်လို့အလကားပဲဝါစခင်ဗျားတို့ရဲ့လွှဲတဲ့အရာကဝါစာဘောနဲ့ဝင်သွားမယ်ဆိုရင်အလကားပဲဘာမှမြောက်တော့အကျိုးမရှိဘူးအလူခံပုဂ္ဂိုလ်မှလည်းအကျိုးမရှိသလိုလူတဲ့သူမှလည်းအကျိုးမရှိအလူဆိုတာကအလူခံပုဂ္ဂိုလ်တွေလည်းအကျိုးရှိရမယ်လူတဲ့သူလည်းအကျိုးရှိရမယ်ဘာအလူတဲ့လူတွေဘာအကျိုးရှိရလဲဆိုတော့ကိုကျွေးလိုက်တဲ့ထမင်းသုံးမဟုတ်ကျွန်တော်ခွေးလေးတကောင်စာကျွေးတယ်ဗျာသူအားရပါစားနေအောင်ကြည့်ပြီးကျွန်တော်ပီတိတွေဖြစ်တယ်ပုပ္ပမုံစာပတ်လာဆိုဒါကိုပြောတာဆိုတော့ပြောချင်တဲ့အဓိကအကြောင်းရင်းကအလူတန်းကိုလည်းခေါင်းနဲ့စဉ်းစားရင်းမိမနေနဲ့အလူပေးရင်တထေးဖြစ်ကိုစေတနာရှိဖို့ပဲလိုတယ်ဘယ်နေရာကိုလူတလွဲကြီးနော်ခင်ဗျာစေတနာရှိရဆိုပြီးတော့ညစ်ထဲကိုပတ်စံနေသွားထည့်နေလို့ခင်ဗျာဘာကုသိုလ်မှမရညစ်ထဲကိုပတ်စံနေသွားကျင်းနေလို့ဘာကုသိုလ်မှမရအောင်ဆိုတော့နေရာမှန်ဖို့လိုတယ်အလူမှာညံပါဖို့လိုတယ်ဒါကိုပြောချင်တာဖြစ်တယ်ဆိုတော့အခုဗီဒီယိုနောက်နိုင်မိတ်ဆွေများဘယ်လိုသဘောရလဲကျွန်တော်ပြောသွားတာတွေကိုသဘောတူတာရှိလားမကြိုက်တဲ့ချက်ရှိလားကိုမမှာရေးသွားနိုင်တယ်ကျွန်တော်ဂိမ်းရှယ်ပါအားလုံးကိုအရင်ချစ်ပါတယ်ခင်ဗျာ